ဩဗလာတရဒီနေ့မှာမန္တလေးမှာ PDF ရောက်300ကျော်အလင်းဝင်လာပါတယ်အဲ့လေမိသားစုနဲ့သူတို့တိုင်းစစ်ဌာနချုပ်ကတိုင်းမှုနဲ့ဝန်ကြီးချုပ်တို့ကဒါသက်ဆိုင်မိသားစုတွေစီကိုပြန်လဲအနံ့နဲ့ပွဲဒီနေ့ကျင်းပါတယ်လို့သိရတယ်ဆိုတော့လူပါဝင်အလင်းဝင်လာလူဘယ်လောက်လဲဆိုလူ303ဦးလို့သိရပါတယ်303ဦးထဲမှာတော့ပွဲလည်းပြောရင်တော့ PDF တွေလည်းပါတယ်အုပ်စုလည်းခွဲရင်တော့ PDF တွေလည်းပါတယ်အခြားသောဒီလက်နက်ကိုင်ဒေသတွေလက်နက်ကိုင်ဖွဲ့စည်းပေါင်းများစွာပါတယ်အဲ့တော့ဖွဲ့စည်းပေါင်းများစွာလူပေါင်း303ဦးဒေသတိကျလက်နက်ကိုင်အဖွဲ့45ဖွဲ့ခေါင်းစဉ်အဖွဲ့ငယ်ပြည်စီလေးပါတယ်ပေါ့တစ်ဖွဲ့9ရောက်6ရောက်တစ်ဖွဲ့လည်းပါတယ်ပေါ့အဲ့လိုမျိုးအဖွဲ့ပေါင်း45ပွဲရနေပြီးတော့လူပေါင်း303ဦးက rifle အုပ်စုဝင်တနက်ဒီ6လက်လုံးတနက်တစ်လက်ကြီးအင်းနေ19ခုကြီးမျိုးစုံ698တောက်လက်ပြပုံ12ခုအစရှိအမျိုးသားမျိုးစုံနဲ့ပေါ့ဗျာသူတို့မိသားစုစီအလင်းဝင်လာတယ်တကယ်တော့မနေ့ကမှအလင်းဝင်လာတော့ဆိုဒီနေ့မှအလင်းဝင်လာတော့မဟုတ်ဘူးဒါတွေကလွန်ခဲ့တဲ့ရက်ပိုင်းတွေကဒီရောက်လာတယ်ရောက်လာပြီးတော့အဲ့ဒါကိုမြို့နယ်တာဝန်ရှိသူတွေသက်ဆိုင်တာဝန်ရှိသူတွေလုံခြုံရေးတပ်ဖွဲ့တွေတက်မလို့တိုင်ဝမ်တွေအကုန်လုံးဒါကိုစစ်ဆေးပြီးတော့သက်ဆိုင်ရာမိသားစုတွေဆက်သွယ်ကြည့်တယ်သူတို့ပြောရတယ်ဟုတ်မဟုတ်ဆက်သွယ်ကြည့်တယ်တေချာခိုင်မာပြီဆိုတဲ့ချိန်ကျမှဒါအာဏာပိုင်ဖွဲ့စည်းတွေကနေပြီးတော့သူ့မိသားစုတွေကိုခေါ်ပြီးတော့မိသားစုတွေလက်ထက်ကိုပြန်အပ်ပေးတာတွေ့ရတယ်ဆိုတော့ပြန်ဝင်လာတဲ့အလင်းဝင်လာတဲ့အင်အားကလည်းကျွန်တော်တို့သိရသလောက်ပေါ့နော်မန္တလေးဒေသကြီးအလဲပိုင်းနဲ့စစ်တနာချုပ်တစ်ခုတည်းမှာတော့လူ2000နဲ့လူ3000လောက်ရှိနေပြီ3000လောက်ရှိနေပြီကျန်တဲ့တနိုင်ငံလုံးပေါက်ရင်9000ကျော်6000လေးပဲဖြစ်လာပြီပေါ့နော်ဆိုတော့တနိုင်ငံလုံးဒီပါဆို9000ကျော်6000ရှိလာပြီဟိုပြီးခဲ့ရပိုင်းနဲ့လည်း AR တိုင်းမှာဝင်တယ်ဒီတခြားဒေသဒီတိုင်းဒေသတီးမှာလည်းလင်းဝင်ကြတာတွေ့ရတယ်ဆိုတော့ရှမ်းပြည်မှာလည်းဝင်တယ်နေရာပေါင်းစုံမှာလင်းဝင်လာကြတာတွေ့ရတယ်ဆိုတော့ကျွန်တော်တို့ကတော့ဒီလင်းဝင်လာတဲ့ PDF လူညီငယ်ညီမငယ်တွေတော့ကြိုးစိုးတယ်ဒါအလင်းဝင်လာရဆိုတော့ကောင်းတဲ့ပုံစံမျိုးနဲ့မိသားစုနဲ့ပြန်ပြီးနီးကပြန်နေထိုင်ဖို့ပြန်ဝင်လာဆိုရင်ကြိုးစိုးတယ်အဲ့လိုပုံပဲနဲ့ပြန်ဝင်လာပြီးတော့အဖြတ်မော်လုပ်ငန်းတွေပြန်လုပ်မယ်ဆိုရင်တော့ဒါမင်းတို့ကတော်တော်ဆိုးသွားတယ်လို့ပြောချင်တယ်တော်အဆိုးသွားပြီပြောချင်တယ်အဲ့တော့အလင်းဝင်လာညီငယ်တွေကြိုးစိုးတယ်ဒါပေမဲ့ပြန်ဝင်လာပြီးတော့ကောင်းကောင်းမော်လေးနဲ့ကိုမိသားစုနဲ့ကိုပြောရွှင်ကောင်းမော်နေထိုင်ကြတာပိုကောင်းမယ်အဲ့လိုနေထိုင်ပြီးတော့ကိုပြန်ပြီးတော့ကိုဘွားကိုပြန်အစ်စ်ပြန်တိဆောက်ကြတာကောင်းမယ်ပေါ့နော်ပြီးခဲ့တဲ့ကာလတစ်ချောင်းလုံးမှာမှိုင်းမိခဲ့ပြီးနိုင်ငံရေးမှိုင်းနေဝါရမိုင်းနေအပေါ်မှာယုံကြည်ပြီးသွားလုပ်ခဲ့ပြီးတော့ဒီအလိန်ညာပေါ့သတင်းအလိန်ညာအတူရောင်နေအပေါ်မှာယုံကြည်ခဲ့မိပြီးသတင်းအလိန်ညာအတူရောင်တွေယုံကြည်ပြီးတော့သွားခဲ့မိပြီးသတင်းအလိန်ညာအတူရောင်ဆိုအမှဆိုရပါဆို PDF တွေကိုသတင်းအလိန်ညာပေးမှာအမှဆိုရပါဆိုနောက်တစ်နှစ်ဒေါ်လာကြီးကမနေ့ဖန်တစ်ပတ်ခါပဲအောင်တော့မယ်အတိုင်းဟိုစီနီယံလို့ဘယ်နှပတ်တွင်အစိုးရပြုတ်ကြမယ်ဘယ်လောက်ပဲဒီအစိုးရ6လောက်မခံဘူးတောက်မခံပြုတ်ကြမယ်ငါတို့စစ်တပ်ကကုန်ပြီစစ်တပ်ကလူအလင်းဝင်လာကြောက်မရှိတော့ဘူးစစ်တပ်မှာအလန်နိုင်မဲကျန်တော့တယ်ဗိုလ်ချုပ်ကြီးမူကြီးနဲ့အလန်နိုင်မဲကျန်တော့တယ်စစ်တပ်ကဘာမှမရှိတော့ဘူးရှုံးကုန်ပြီစစ်တပ်ရှုံးနေပြီစသဖြင့်ဝါရဖြန့်ချီရန်ရတွေနဲ့ဒီသတင်းအမှားတွေနဲ့ဝါရဖြန့်ချီလှိုင်းကိုလူငယ်တွေကယုံကြည်တယ်နောက်တော့နိုင်ငံရေးသမားတွေကနေပြီးလှုံ့ဆော်တဲ့ຢာတွေဒီဝါရဖြန့်ချီတွေလှုံ့ဆော်တယ်အဲ့ဒါတွေကိုလူငယ်တွေကယုံကြည်တယ်လူငယ်တွေမှာတက်ကြွတဲ့စိတ်ရှိတယ်တော့မဟုတ်ဘူးဆိုရင်မခံချင်ဘူးမှားတယ်လို့ယူဆရင်တော့ချခြင်းတယ်တစိတ်ရှိရင်ချက်ချင်းတုံ့ပြန်ခြင်းတဲ့စိတ်လူငယ်တွေမှာရှိတယ်ဒီစိတ်ကိုအသုံးချပြီးတော့နိုင်ငံရေးသမားတွေကဝါရမိုင်းတက်တဲ့သတင်းမှားတွေထည့်တော့သတင်းအမှားတွေနဲ့ပဲလူငယ်တွေကဟုတ်ထင်ပြီးတော့အဲ့ဒီ false hope တွေနဲ့ယုံကြည်ပြီးတော့ဒီ PDF တွေဖြစ်သွားကြပြီးတော့နောက်ဆုံးမှာလောရင်းကိုင်ရတဲ့တချို့သောလူတွေကစစ်တပ်ကိုတော်လှန်နေတာနည်းနည်းတနက်ကင်ပြီးတော့ပတ်စံရှာနေတာများဖြစ်သွားတယ်အဲ့လိုနဲ့နောက်ဆုံးမှာတဖြည်းဖြည်းနဲ့တိုင်းပြည်ရပါဖြစ်လာဆိုခုလိုဝေယုံသုံးငါးဖြစ်9နှစ်ကျော်6နှစ်လောက်ကြာတဲ့ခါမှာတချို့တွေနားလဲသွားတယ်တချို့လူတွေနားလဲသွားတဲ့ခါအလင်းဝင်လာကြတယ်နော်သတင်းမှားဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ကြောက်စရာကောင်းတယ်သတင်းမှားဆိုတာကျွန်တော်သိကြလိမ့်မယ်စစ်တပ်မှာစစ်အင်အားမရှိတော့ဘူးစစ်တပ်ကစစ်တင်အင်အားမရှိတော့ဘူးဘာမရှိညာမရှိတော့လက်နက်တွေမရှိတော့ခဲမရှိတော့ကြီးမရှိတော့စီမရှိတော့ဘူးမျိုးစုံပြောခဲ့ကြတယ်အဲ့သတင်းလိုသတင်းအမှားတွေပေါ့အဲ့လိုသတင်းမှားပေါင်းမြောက်များစွာနဲ့ပြည်သူကိုဒုက္ခပေးခဲ့တယ်နောက် PDF လင်ငင်းတွေဒုက္ခပေးခဲ့ကြတယ်နော်အဲ့လိုပေးခဲ့ပြီးတော့ false hope တွေနဲ့အဲ့ဒါကိုဘယ်သူကပြန်ပြတယ်ဆိုပြီးခဲ့တဲ့ရက်ပိုင်းဇင်မာအောင်ပြန်ပြီးတော့ပြောတဲ့ထက်မှာခင်ဗျားတို့တွေ့ရလိမ့်မယ်အရင်ကတည်းကလည်းကျွန်တော်ပြောခဲ့ဘူးလေမင်းကိုနိုင်ရပြောတယ်တော်လိုင်းဘယ်တော့အောင်မလဲမင်းဘယ်ဖျားမှမခေါ်နိုင်ဘူးဆိုပြီးတော့မင်းကိုနိုင်ရပြောခဲ့တယ်သူကိုယ်တိုင်ပြောခဲ့တယ်လွန်ခဲ့တဲ့3နှစ်လောက်က3နှစ်ကျော်ပြောခဲ့တာ2020နှစ်ကဒီကောင်ပြောတာတော်လိုင်းဘယ်တော့အောင်မလဲမင်းဘယ်ဖျားမှမပြောနိုင်ဘူးပါညာဆိုအဲ့လိုမအောင်မှန်းသိရင်ဘာကိစ္စလူငယ်တွေကိုမြှောက်ပေးလေပေါ့နော်မြှောက်ပေးဒါပေမဲ့သူကအဲ့ဒါပေမဲ့ငါတို့ညီညွတ်တိုက်ကြရမယ်တွဲတိုင်းမှာစက်ကောင်းပါတယ်ချကြရမယ်စောကြမယ်ဆိုတော့လူငယ်တွေအဲ့ဒီလိုသတင်းအမှားတွေ false hope တွေနောက်ယုံကြည်မှုအလွဲတွေသုံးစားလောက်ခံရတာတွေနိုင်ငံရေးကြားဖြန့်လို့တာပေါ့နိုင်ငံရေးကြားဖြန့်လုပ်ပြီးတော့ဒီတော်လိုင်းရေးကောင်းစရာကိုဆွဲသွင်းကြတာပေါ့နိုင်ငံရေးကြားဖြန့်လုပ်ပြီးတော်လိုင်းရေးကိုဆွဲသွင်းပြီးတော့တော်လိုင်းရေးဆိုခေါင်းစဉ်နဲ့တော်လိုင်းရဲ့ကြီးကျယ်မြင့်မြတ်တရားနဲ့ဝါဒဖြန့်ပြည်ပြင်းမီဒီယာတွေကပေါက်ကြရရေးအဲ့လိုနဲ့လူငယ်တွေကိုဆွဲသွင်းသွားတာလူငယ်တွေကတဖြည်းဖြည်းနဲ့ဝါဒမိုင်းမိကုန်တယ်ပေါ့နော်အဲ့လိုဖြစ်ကုန်တယ်အဲ့တော့အခုပြန်အလင်းဝင်လာတယ်ဝမ်းသာတယ်နော်ဒီမှာကျွန်တော်ဒီကြုံကြိုက်လို့ထည့်ပြောမယ်သတင်းအမှားတွေဘယ်လောက်တော့ကြောက်ဖို့ကောင်းလဲဆိုတော့ခင်ဗျားတို့ကျွန်တော်ပြောပြမယ်ကြုံကြိုက်လို့ပါတကူကဘာဖြစ်တာမဟုတ်ဘူးပြီးခဲ့တဲ့ရက်ပိုင်းကခင်ဗျားတို့မှတ်မိကြအောင်မယ်ပြီးခဲ့တဲ့ရက်ပိုင်းကနော်သတင်းအမှားတွေဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းကဘာလဲဆိုတော့ဗိုလ်ချုပ်ကြီးထွန်းနော်ကာကွယ်ရေးဝန်ကြီးနော်ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးထွန်းအောင်ရဲ့အိမ်ကိုတဲ့နော်သူတို့ရေးဟိုခစ်တစ်တို့ဘာလို့ရေးတယ်ဒီခစ်တစ်တို့ဘာလို့လဲဒီတိုင်းပြည်ရဲ့ဒီကျွန်တော်တို့တိုင်းပြည်ရဲ့ဒီကမောက်ကမဖြီးတိုင်းပြည်ရဲ့ဒီဝေယုံသုံးကားဖြစ်တဲ့လူငယ်ကြားမှာအထင်မြင်လွဲမှားတဲ့ဒါတွေဖြစ်အောင်လုပ်တာလေခစ်တစ်ကတော်တော်အဓိကတည့်ရခံမယ်ခစ်တစ်မီဒီယာနဲ့တာလွန်ဆောင်တာတိုင်းပြည်ရဲ့တမိုင်းတည့်ရခံတော့ဖြစ်လာပြီတမိုင်းတည့်ရခံဖြစ်နေပြီဒီကောင်းကြီး
တိုင်းပြည်တကယ်တမိုင်းတရားခံဖြစ်ပြီးနောင်မှာလည်းတမိုင်းရဲ့တရားခံဖြစ်လာပြီခေတ်သစ်ကတာလွန်ဆောင်တဲ့ခေတ်သစ်ကတမိုင်းတရားခံတွေပဲဒီတိုင်းပြည်လူငယ်ပေါင်းများစွာလူငယ်တောင်းတဲ့ချီသေဆုံးသွားရခြင်းရဲ့တရားခံခေတ်သစ်နဲ့တာလွန်ဆောင်တဲ့ပဲတာလွန်ဆောင်တဲ့ကလိုက်သစ်စင်ဝေပဲနောက်တစ်ခါဒီလိုလူငယ်ပေါင်းများစွာဖြစ်တဲ့အခါနဲ့ပတ်သက်ရင်အောင်စော်နဲ့အေယာဝတီပဲအောင်စော်နဲ့အေယာဝတီပဲနော်ဆွေဝင်းနဲ့မြန်မာနောင်ပဲနောက်တစ်ခါဒီစိုးမြင့်နဲ့မစ္စည်းမှာပဲစိုးမြင့်နဲ့မစ္စည်းမှာပဲနော်အဲ့တော့ DVB ကတော့တန်းဝင်းထုတ်လို့ဘာလို့အုပ်စုလေးရှိတယ်မျိုးစုံအဖွဲ့အများကြီး DVB ကတစ်ဖွဲ့ကြီးဆိုတော့တယောက်တည်းခေါင်းဆောင်မှုအဖွဲ့အများပါတယ်ဒါ DVB အုပ်စုနော်အဲ့လိုအုပ်စုပေါင်းများစွာရဲ့ဖြစ်တာအဲ့ဒါကြောင့်ဖြစ်တာအဲ့ဒါကြောင့်နော်ဒါကြောင့်တိုင်းပြည်မှာဖြစ်တာအဲ့တော့ဒီကောင်တွေဘယ်လောက်ဝါရဖြန့်လဲကြောက်စရာကောင်းတော့ထည့်ပြောမယ်တစ်ခုပြမယ်ကာဝေးဝင်ကြီးရဲ့ဗိုလ်ချုပ်ထွန်းအောင်ရဲ့ရန်ကုန်ကအိမ်ကိုတဲ့ဒီပါဆယ်ဘုံပို့လာတဲ့ပါဆယ်ချင်းကန်ကိုပို့လို့တဲ့ပို့တဲ့ခါမှာစစ်တပ်ကတဲ့ဘုံကိုတဲ့အသက်မအောင်ပြုတ်လို့ပြီးတော့အသက်မအောင်ပြုတ်လို့ပြီးကမိုင်းမှာစစ်တပ်ကပိတ်ဆို့ပြီးတော့စစ်ဆေးတယ်ဆိုပြီးတော့ပြောတယ်ကျွန်တော်ပွင့်နေပြပြမယ်သူရေးတဲ့ရက်ဆွဲတယ်ကျွန်တော်ရက်ဆွဲကိုကျွန်တော်ပြပြမယ်နော်စစ်တပ်လက်အောက်ခံကာဝေးကြီးရဲ့ဗိုလ်ချုပ်ထွန်းအောင်ရဲ့ရန်ကုန်မြို့မှာရှိတဲ့ကမာရွတ်နေနဲ့ကမာရွတ်နေကိုကြီးနေကိုကျွန်တော်တိကျရွတ်ပြမယ်နော်သူရေးတဲ့နေကနော်သူရေးတဲ့နေအိမ်နေရာကရဝရဒေသကြီးကမာရွတ်မြို့နယ်တီးမင်္ဂလာလမ်းမှာရှိတဲ့ခြံမှတ်21/22နေအိမ်တို့ဒေါက်တင်မိုးနယ်အမည်ရှိတဲ့ပါဆယ်ထုတ်ထုတ်ရောက်လာတယ်တဲ့နော်ဘယ်နေ့လဲဆိုယမန်နေ့ညနေဆိုပြီးတော့ဇူလိုင်30ရက်နေ့ညနေပိုင်းဆိုပြီးတော့ရေးတယ်နော်ဇူလိုင်30ရက်ညနေပိုင်း4နာရီလောက်ကတဲ့ရောက်အဲ့လိုရောက်တယ်အဲ့ပါဆယ်ထုတ်ပို့လိုက်တယ်ပေါ့ပို့လိုက်လို့အဲ့ပါဆယ်ထုတ်ကိုရောက်တဲ့ချိန်မှာတခါတည်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေကသူဗိုလ်ချုပ်ကြီးထွန်းအောင်ရဲ့ကာဝေးဝင်ကြီးအိမ်မို့လို့ဆိုဗိုလ်ချုပ်ကြီးထွန်းအောင်ရဲ့အိမ်မို့လို့ဆိုပြီးတော့ထုတ်လိုက်ပြောက်လို့ဆိုပြီးတော့အသေးအလုံခြုံရေးတပ်ဖွဲ့ဝင်တွေအဲ့ပါဆယ်ဘုတ်ချိန်ကိုင်းမိုင်းကိုသူကသူတက်မဲ့ပြုတ်လို့ရတယ်ပေါ့ဗျာပြုတ်လို့အဲ့မှာပြပလည်းမှာရဲရွာကြီးတောင်းရတယ်ကျွန်တော်ပို့ဝင်လည်းပြောပြရင်ကျွန်တော်ခီးဒီကူတာခီးသွားနေတာမသွားခင်အဲ့ဒီရက်ဇူလိုင်30 31နော်30 31 29တည်းကကျွန်တော်အဲ့ရန်ကုန်ရောက်နေတယ်နော်ရန်ကုန်ရောက်နေတယ်အဲ့ရန်ကုန်မှာအဲ့ဒီရက်ပိုင်းဘာဖြစ်လဲဆိုတော့ဒုသမရနှစ်ကခီးစဉ်တွေရောတမရာကြီးခီးစဉ်တွေရောလုံခြုံရေးတပ်ဖွဲ့ဝင်တွေအဲ့မှာကမာရွတ်လိုလမ်းမကမာရွတ်ဒီ line တို့ complain တို့ဒီအင်းစိန်လမ်းပေါ် line ကမာရွတ်အင်းစိန်လမ်းပေါ်တွေဒီကပြည်လမ်းပေါ်တွေအဲ့ဘက်ချမ်းတွေမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေအပြည့်ချထားတယ်အပြည့်ချထားတဲ့ဟာအဲ့ဒါလုံခြုံရေးပြည့်ချထားတာအဲ့တို့ချထားတာဘာအတွက်မှချထားတာမဟုတ်ဘူးဟိုဒုသမရနှစ်ကခီးစဉ်လေးရှိတယ်အဲ့တော့ဒုသမရနှစ်ကဟိုဘာလဲမသိဗျာကျွန်တော်မေ့နေကျွန်တော်တို့ကပြည်လမ်းကုန်းကျော်တာဆင်းရင်ဘယ်ပဲချမ်းပါဒီမျိုးရဲဘက်ကိုဥတည်ပြီးဆင်းရင်ဘယ်ပဲချမ်းပါရန်ကုန်တက္ကသိုလ်စာကြည့်တယ်ဘာလဲအဲ့ကောင်ကျွန်တော်မေ့နေအဲ့ဒီခမ်းမကြီးပဲပြန်ဖွင့်နေပြီနော်ရန်ကုန်မှာရှိလူတွေသိတယ်ပြန်ဖွင့်တဲ့ဒုသမရနှစ်လာတယ်အဲ့ဒီရှေ့မှာသမရတွေလာတယ်သမရလာတယ်နော်အဲ့ရှေ့မှာသမရလာတယ်နောက်လူသိတာဟိုဂျပန်ပွဲတွေလာတယ်နောက်ဒီဝစီရောက်ရှင်ဖိုးပွဲတွေလာတယ်သမရလာတယ်အဲ့ဒီရက်ပိုင်းတွေတော့ရှိလို့လုံခြုံရေးအပြည့်ချထားတာလွဲပြီးရင်အဲ့လောက်လုံခြုံရေးတေးချထားရတဲ့ပါစေဘုံလာတယ်ဆိုတာခင်ဗျားတို့ဖြစ်နိုင်လားပေါ့တေးချင်နောက်တော့ကမာယုတ်အဲ့ဒီအိမ်နော်ကျွန်တော်ယုံနေသိမွေးဘူးမွေးဘူးအဲ့တော့ဘာမှမရှိဘူးအဲ့နာတော့ဘာမှလုံခြုံရေးတက်ဖွဲ့မရှိခဲ့ဘူးတေးချင်ပြီးတော့ပါစေဘာမှလာတယ်လည်းမရှိဘူးတက်မဲ့ဒီဟာကဝါရဖြန့်ပြီးတော့လူတွေကြားထဲမှာဘာအောင် message ပေးနေတာလဲဆိုတော့အဲ့ဒီမှာနော်ပါစေဘုံဖြန့်တာလည်းမရှိလို့ဘာမှမရှိခဲ့ဘူးလုံခြုံရေးတက်ဖွဲ့ရှိနေတဲ့အကြောင်းရင်းဒီအဲ့ပြည်လန်းတစ်လျှောက်ဒီအင်းစိန်လန်းဒီအဲ့နာပတ်လက်တော့ဒီမှာရှိနေတဲ့အကြောင်းဒီနိုင်ငံတော်အကြီးအကဲနိုင်ငံတော်သမရဒုတိယသမရနဲ့အဲ့လိုခီးစဉ်တွေတောက်လျှောက်ရှိနေလို့ပြင်ပွင့်လည်းပြောအဲ့အတွက်လုံခြုံရေးတွေယူထားတာလွဲပြီးကျွန်တော်ဘာမှမရှိဘူးနော်နောက်တစ်ခါဘာဖြစ်လို့အဲ့ဒီကောင်ကိုခစ်တို့ဘာလို့ဝါရဖြန့်ရေးတာလဲလို့မင်းသူတို့ဘက်မှာမြေပြင်မှာစစ်ပွဲတွေမှာတိုက်ပွဲတွေမှာသူတို့ဘက်ကအရှုံးများပြီးတော့လူတွေလက်နက်ချအလင်းဝင်နေနောက်ဆုံးရှင်းပြလက်နက်ချအလင်းဝင်နေထွက်ပြေးကုန်တယ်အတက်ဟိုတိုက်ပွဲတွေမှာတည်တယ်ရှင်းပြရင်သူတို့တော်လန်ရေးဆိုတဲ့ခေါင်းစဉ်ကြီးကတဖြည်းဖြည်းနဲ့ကြာရှုံးလာတဲ့ခါဘာခုတ်လာဘာလို့ရလဲဆိုတော့သတင်းအနေနဲ့ဝါရဖြန့်ပြီးတော့လူတွေကိုလိန်ရတာဘယ်လိုလိန်လဲဆိုတော့motivation ပေါ့ motivate ရအောင်လုပ်တယ်ပေါ့ဒါစိတ်ခွန်အားရအောင်သူတို့ပဲအရှုံးဘက်ကလူတွေရှုံးနေတဲ့ခါမှာရှုံးတဲ့လူတွေစိတ်ခွန်အားရအောင်ဆိုပြီးတော့ဘာလုပ်တာလဲဆိုတော့ဒီလိုသတင်းတွေနဲ့ရန်ကုန်မြို့မှာမြို့ပြပျောက်ကြားတွေဟိုဗာလဲဒီမြို့ပြပျောက်ကြားတွေလုံခြံတပ်ဖြတ်ရေးဖွဲ့တွေဖောက်ခွက်တက်ခိုက်ရေးဖွဲ့တွေရန်ကုန်မြို့မှာပြန်လှုပ်ရှားနေပါပြီဆိုတော့ဝါရဖြန့်မှုမျိုးကိုပြန်ဖြန့်ပြီးတော့ဒါရန်ကုန်မှာနေတဲ့လူတွေကိုစိုးရင်တော့ကဖြန့်အောင်လို့ဝါရဖြန့်တာခက်တာရန်ကုန်ကနေတဲ့လူကသူတို့အဲ့လိုကြီးလည်းမဖြုံတော့တာအခုဆိုဖြုံတော့ဘာလို့ဆိုရန်ကုန်ကလူတွေတိသွားပြီရန်ကုန်ကကျွန်တော်ရောက်တဲ့အချိန်မှာကြည့်လိုက်ရောခင်ဗျရန်ကုန်ကခင်ဗျဟိုးရင်ရန်ကုန်မှာပဲဘာမှမထူးညဘက်ဒီလေလူတွေစီးနေတာပဲဆိုင်ဆောက်ဆိုင်တွေမှာနေရာတွေမှာ16လမ်းအကုန်စီးနေပြီရန်ကုန်ကအကုန်လူတွေကရန်ကုန်ပဲပုံမှန်ပဲလူတွေကဒီ NUG PDF တွေ force ဟုတ်ဒီညီပိန်းနိုင်ငံရေးသမားတွေ force ဟုတ်တွေကိုမယုံတော့မယုံကြည်တော့တဲ့အပြင်ရန်ကုန်မှာရှင်းပြရင်အခုလက်ရှိတီတီငိမ့်နဲ့ကောင်းမွန်နဲ့တွားနေပြီဆိုတည်တယ်ပြီးတော့အချက်ဖက်သမားတွေကနေရာမရှိတော့ဘူးအချက်ဖက်သမားတွေရန်ကုန်နေရာမရှိတော့ဘူးတည်င်းတွေထဲမှာဒါပေါက်ပြရင်းနေခံရပေမဲ့မြေပြင်မှာရန်ကုန်မှာအချက်ဖက်သမားတွေနေရာမရှိတော့အဲ့ဒါဗိုလ်ကြီးထွန်းအောင်ရင်မပြောနဲ့အများတာမန်လူတယောက်ကဟိုနာမည်ကျော်ဟိုလူပြရှင်တယောက်ကအိမ်နာတော်မှာ PDF မကတ်နိုင်ကျွန်တော်ပြောမနေနဲ့ဘယ်နာမှမသွားနိုင်တော့ဘာလို့မြို့ပဲပြောကြားဆိုတဲ့အဲ့ဒီလူတွေလေသူတို့တော့ခင်ဗျပါဆယ်ဘုံတဲဖို့မပြောနဲ့ခင်ဗျဟိုရဒီနာသွားရင်တော့စစ်သားတွေမြင်လို့ရဲတွေမြင်လို့ကြောက်နေရတာအဲ့လိုနေချာမှုဖြစ်နေတာပွင့်လည်းပြောရင်
လှုပ်ရှားလို့မရတော့